Hello, welcome to my YouTube channel ပါဒီနေ့မှာဆိုရင်စင်ကာပူမှာရထားစီးတဲ့အကြောင်းကိုရေးပြထားမှာဖြစ်ပါတယ်စင်ကာပူမှာရထားစီးမယ်ဆိုရင်ရထားရက်မဲ့အပဝနာမှာအစိမ်းရောင်နဲ့အနေရောင်မြလေးပြထားပါတယ်စီးမဲ့သူကအနေရောင်မြလေးပေါ်မှာစောင့်ရမှာဖြစ်ပြီးရထားပေါ်ကထွက်မဲ့သူကအစိမ်းရောင်မြပေါ်ကနေထွက်ရမှာဖြစ်ပါတယ်ယခုပြထားတဲ့ဗီဒီယိုမှာဆိုရင်လူတွေကအနေရောင်မြပေါ်မှာစောင့်ကြတာပါရထားပေါ်မှာစားတောက်ခြင်းများရှောင်ကျဉ်ရပါမယ်ဆေးလေးမတောက်ရပါမီးလောင်ရဲတော့အရာများယူဆောင်မလာရပါဒူးရင်သည်ယူလာပဲမပြုပါဒူးရင်သည်ယူဆောင်လာခြင်းကိုကန့်ကွက်လေးရှိကြပါတယ်။ဒါပေါ်ရောက်ရင်ဒီလိုစတစ်ကာလေးနဲ့ခုတ်ကိုမြင်တွေ့နိုင်ပါတယ်။ဒါကတော့ priority seat သဘောမျိုးဖြစ်ပြီးတက်ကြီးရွယ်ကိုဝင်ဆောင်စတဲ့ပုံကိုယ်တွေအတွက်ဖြစ်ပါတယ်။အကယ်၍ကိုကထိုင်မိပြီဆိုရင်လည်းအထက်ပါပုံကိုယ်မျိုးလာတာတွေ့ရင်ယဉ်ကျေးမှုအနေနဲ့နေရာပေးရမှာဖြစ်ပါတယ်။စင်ကာပူမြေအောက်ရထားတွေဟာဘယ်ညာနှစ်ဖက်အစင်းတက်လုပ်တဲ့တကားတွေပါနေပြီးရက်မဲ့မှတ်တိုင်းမှာဘေးတကားပွင့်မလားညာတကားပွင့်မလားဆိုတာယခုပေါ်ပြပါသတိကံပုံစံလေးကအချက်ပြလေးရှိပါတယ်။ခရီးသွားတဲ့အခါစောင်းရန်ရှောင်းရန်လေးတွေကိုလမ်းညွှန်ပြသပေးမှဖြစ်တဲ့အတွက်နောက်ဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။